မောက်ဆုံခဒီအရွက်ကိုစားဖူးကြရဲ့လားဗျရှမ်းလိုဖတ်ခေါတောင်းပမာလိုငါးညီရွက်ဗျအင်္ဂလိပ်လို fishy leaf စားဖူးကြရဲ့လားကြိုက်ကြရဲ့လားဒီငါးညီရွက်ကောင်းကျိုး၃ချက်ပြောပြမယ်ဗျနံပါတ်1စီလန်းကျောင်းမှာကျွန်းခံနေရင်တောက်စားပါစီကောင်းကောင်းမတွားနိုင်တဲ့လူစီတွားရင်စီဝါတလို့လို့ကျင်းတယ်လို့လို့ဟိုအနေပါတလို့ဘာညာတလကစီကောင်းကောင်းမတွားနိုင်ဘူးဆိုရင်ငါးညီရွက်ကိုစားပါခင်ဗျစီကိုကောင်းကောင်းတွားစေပါတယ်စီလန်းကျောင်းကိုတန့်စင်စေပါတယ်ခင်ဗျပေါกินผักเขียวတောင်းလိုက်လိုက်စมันล่ำมันห้องเหี่ยวค่ะนำบันเนี่ยตัวเองก็ตั้งเซนเซบาเลยครับเนี่ยมันล่ำบันเลือดค่ะนำบันตรงอัตเต้ลูกสองเช็คก็อาเปบาเลยครับเนี่ยมันบันแห้งตับเผาค่ะเกี่ยวกับเส้นนั้นกินบันน้ำค่ะเอราเจ้าเบียมีซาเบเบียมีซาเบจุนอจารใจลุ้นลบเบียดีมาอายาปายาใส่ท่าเลยลังกาสตามันนี่ได้รู้เลยโลเชนจุนอเองก็ลายอยู่ป่ะใส่ยาทะเลรวยเลยเบียดีมาจุนอยันใจเด้เงี้ยก็ได้ซาลาเบียซาผู้ใจละซาผู้ใจละงาหนีเยอะเบียงาหนีเยอะเองนอกเพศเสียใส่แต่นี่เป็นออกในสวนกำเนิดค่ะงาหนีเยอะพักแควตองค่ะนั่นนำเป็นพักกี้ค่ะปูซีนานหอมหล่นค่ะออกแกนเลยไว้เบียป้ามาไว้ซาเสียมันดูบุป้ามีอ้อสามาเลยมันแทบุแล้วว่าออกแกนนี่เป็นสภาวะกำเนิดพันได้ได้ยิงเกาเยอะเบียพักกุดค่ะงับปีเก่าเบียปาเนาค่ะเจคิงค่ะมาจีดีมาแกงค่ะเจ็ดตุนผิวพักมีเผือกค่ะเจ็ดตุนนี้พักมีเลี้ยงค่ะสีเน่ๆเท่าไรไหมเปียได้ใส่น้ำมันหนึ่งอิดค่ะซาเท่ไหมเปียใส่เกลือค่ะแกนัดเท่าไรไหมมีโชว์อะไรไหมจอจีนัดท่าระเบียข้าคือไว้หึงเอาค่ะเนี่ยดิซิมด้วยค่ะยาเราบิดเนี่ยมีจีไหมเบียซิมด้วยค่ะอาชาปะเชเวငါပိကောင်ရဲ့အရတာလုံးဝရှယ်ပြားစိုက်ပန်းတော့တက်တော့နာခကဲအရွက်ထဲလို့ရပြီအတိကငါပိကောင်ဗျအာရှယ်ပဲကဲတိုင်ရင်ကောင်းရွက်ဖတ်ကုတ်စောခစောပန်းနောက်ခငါပိကောင်နဲ့ဗျာအချင်းကြီးလုံးဝရှယ်ပဲ organic ပဲတာ organic လည်းဟုတ်တယ် authentic လည်းဟုတ်တယ်လုံးဝတပါဝแต่ไซน์กาลาอันนี้ท่าอติกากางปีเก่าให้อายาตาเปียที่งปีเก่าให้อายาตาอายามไม่ได้เปียปานาวนะซาจาบ้องยาจนอยญาเนซาปสุมบาลชาวไอชาบากุงโคคาได้เห็นเกาเยอะเฉยๆพักกุดโซค่ะมาแกงส้มค่ะมาจีเฉียนเดียแต่จะรอตัวมีอะไรหรือเปล่าเปีย
ငါးညီရွက်နာနာရွက်ပူစင်နာရွက်ဖက်ခေါတောင်းဖက်ကီဟ ோம் လွန်ခမာခกินซังခါဟောစားကြပါအောင်ဗျာညနေစာစားကြပါအောင်ဗျာမာခกินข้าวคำซ้ำခါဟောတိုင်းရင်ကောက်အချင်းဟေးဗျဖက်ကုတ်စောခအာယာပစုံပါလချောင်းกุงโคค่ะล่ะแต่ต้นนะคะกุงโคผสมปลาชาวเอ้เราไปดูซ้ำเลยตีละฮอดีมาพักแควตองช่างขอพักแควตองประมาของานหยีอ่ะอังกฤษขอ fishing leaf alle အချင်းလေးနဲ့တို့ပြီးတော့ဟောဒီလိုမျိုးကြိုက်စားရတဲ့အရာတာအတိုင်းထက်အလုံးနော်တချင်းတဲ့လိုမျိုးအတိုင်းထက်အလုံးတက်တော့လားဟာချန်ထွက်နန်ပင်ဆီလန်ထရိုဖက်ကီခချင်းလေးချူချင်းလေးတာ哎呀မိုက်ညနေစာဆိုရလေဝေကုံကြေးကြများမှအဲ့ရတာရှိတာမဟုတ်ဗျအတိကအစဟတ်တဲ့ဖို့အဲ့ဒါအတိကပဲကျွန်တော်တို့အတိကကိုတီးဖို့လိုတယ်ဗျလောကရဲ့မှာလေအမေရိကန်တိုင်းကောင်းရဲ့ဟာยังก็เขาขากินเขาเนี่ยมันหลูกาขันยาค่ะมันหลูลีกินมันหลูมันแมนป้ายอยู่ลีเสนั้นค่ะลำลองนะค่ะอาทิตย์ก็ถามไปให้ลำลองเซเปิลค่ะตัวมิวพักกับในลำลองนะค่ะแต่อาทิตย์ก็ไปอาทิตย์ก็ไปมาสุงค่ะเชียဒီ blog ရဲ့အထက်က main idea ကြတော့ကျွန်တော်တို့ညနေစာစားတဲ့ချိန်မှာ 5 star hotel ဟို stick ဆိုင်နဲ့တွားပြီးတော့ဒေါ်လာ300-400ကုန်မှစားကောင်းတာမဟုတ်ဘူးဗျကျွန်တော်တို့အိမ်မှာဟောဒီလိုမျိုးဖွဲရချက်စားလဲချမ်းမရဲလဲညီညွတ်တယ်ဗျပြီးတော့အရသာလည်းရှိတယ်ဗျအစာဟလည်းတဲ့တယ်ဗျတကယ် organic authentic ပါလို့တဲ့လဲအဲ့ဒါကြောင့်ချင်းမိတ်ဆွေတို့ခြံနောက်မှာဒါမျိုးလေးတွေစိုက်ထားပါဖွဲရလေးတွေချက်စားကြပါလို့ချစ်ချင်းများစွာနဲ့နိုးစော်တဲ့ဗီဒီယိုဖြစ်ပါတယ်ခင်ဗျအားလုံးပျော်ရွှင်ကြပါစေဗျာအားလုံးကျန်းမာကြပါစေဗျာ organic authentic တိုက်ရမွေးရစေအမေရိကရောက်ရှမ်းတယောက်မောင်စုံခ